သူမကိုကယ်ဖို့စူးစမ်းခဲ့ပေမဲ့ဘဲကနေဘလို့ပေါ်လာမှန်းမသိတဲ့ကြက်ကြီးတစ်ကောင်ကကြားဖြတ်နှောက်ယှက်ခဲ့ပါတယ်ကျွန်တော်တို့အဲ့ဒီကြက်ကြီးကိုတားဆီးနိုင်ခဲ့ပေမဲ့ဒီကောင်လေးရှိတဲ့ကြက်ကြီးကနေထောင်တောင်းချီတဲ့ကြွက်အုပ်စုလေးတွေဖြစ်သွားခဲ့တယ်အခုအချိန်မှာတော့ထွက်ပြေးဖို့ကလွဲပြီးတခြားနည်းလမ်းမရှိတော့ပါဘူးဒီရွာသားအားလုံးကိုကြက်တွေရန်ကနေကယ်ထုတ်ဖို့လိုအပ်ပါတယ်သူတို့ကိုရေချိုးကန်နဲ့ထည့်ပေးရမှာဖြစ်ပြီးအဲ့ဒီရေကပဲသူတို့စီကကြက်ယောဂါဆိုးတွေကိုပျောက်ကင်းစေမှာပါသူတို့ယောဂါပျောက်ပြီးပြန်ခါနီးရင်ကျွန်တော်တို့ကိုငွေအများကြီးပေးခဲ့ကြပါတယ်ရလာတဲ့ပတ်စံနဲ့ကျွန်တော်တို့ဆေးရုံမှာအခန်းတွေထပ်တိုးပြီးစောက်လို့ရတာပေါ့ဒါပေမဲ့ပြဿနာကဒီဆေးရုံကတိတ်မကျဲသလိုအပြင်မှာလည်းကြက်တွေကအပြည့်ပဲဘာပဲဖြစ်ဖြစ်ကျွန်တော်တက်နိုင်တဲ့ညရွာသားတွေကိုကူညီပေးပေးရစီရွာသားတွေမှာကယောဂမျိုးစုံရှိနေကြတာဆိုတော့သူတို့ပျောက်ကင်းဖို့အတွက်ဆေးထိုးပေးဖို့လိုပါတယ်ဒါတွေလုပ်နေတော့မှာပဲဒီကရွာသားတွေကိုလည်းတစ်ဖက်ကနေကူညီပေးနေရမှာပါဒီကြက်တွေကိုလည်းအကုန်လုံးလိုက်ဖမ်းဖို့လိုပါတယ်ဘာလို့လဲဆိုတော့သူတို့ကတစ်ကမ္ဘာလုံးမှာပြန့်နှံ့နေတဲ့ဒီယောဂဆိုးကြီးအတွက်ဥထုံးတွေဖြစ်နေလို့ပါပဲကျွန်တော်တို့တက်နိုင်တဲ့ညအများကြီးစုဆောင်းရပါမယ်ပြီးရင်တော့ဒီမှာရှိတဲ့စက်ကိုသုံးပြီးလိုအပ်တဲ့ဆေးဝါးတွေကိုအစွမ်းကုန်ထုတ်လို့ရတော့မှာပါအဲ့ဒီနောက်မှာတော့ရွာသားအားလုံးကိုဒီဆေးတွေနဲ့ပဲကုသပေးပါမယ်ယောဂပျောက်သွားတဲ့ရွာသားတွေကပြန်ခါနီးရင်ပတ်စံတွေအများကြီးပေးသွားကြပြန်ရောအဲ့ဒီပတ်စံတွေကိုစုပြီးတော့ကျွန်တော်တို့အလုံးမှာဝိုင်းကူပေးဖို့ nest တွေကိုငှားလို့ရတာပေါ့ပြီးရင်တော့ကျန်တဲ့ပတ်စံနဲ့ဆေးပေါ်ဆက်တဲ့အိုးကိုနောက်တစ်ဆင့်ထိမြင့်တင်လိုက်ပါမယ်ဟဲအခုတော့လိုအပ်တဲ့ဆေးထိုးအပ်တွေထုတ်လုပ်ဖို့အတွက်ကြက်တွေကိုအမိအရလိုက်ဖမ်းကြစို့ဗျာ